ဒီနေ့မှာတော့ကက်ပတိန်ဆိုင်မော်နဲ့ဆမ်မာဂျူလီတို့ကကျမတို့ကျောင်းသူကျောင်းသားတွေဝန်ထမ်းတွေအားလုံးအတွက်ကိုနေ့လည်စာထမင်းတစ်နက်နဲ့ပေါ့နော်ပြီးရင်အလူငွေ25သိန်းကိုလူရန်တာဖြစ်ပါတယ်ဒါနဲ့တမီးကိုဘလောက်အထိချစ်တယ်လဲဆိုရင်တော့တိုင်းတာလို့မရနိုင်တဲ့အချစ်နဲ့ပဲချစ်ပါတယ်လို့ပဲပြောချင်ပါတယ်ဒါသမီးဒီဟိုကြီးပြီးတော့မှတွေ့ချင်တယ်တိုးတော့လည်းပဲကိုခန္ဓာမတွားနိုင်တော့လည်းပဲစိတ်ကပြေးပြီးတော့တွေ့ပါတယ်ခင်ဗျတမီးကိုတမဲကိုအရန်ချစ်ပါတယ်ခင်ဗျအတွက်ဒီမှာသူတို့အထူးပေးတဲ့အတွက်ဖះတခင်အယောက်စီတန်တာသမီးအယောက်စီတန်ဖះတခင်ကောင်းကြည့်ပေးပါတမီးနဲ့တားကတော့တရားနဲ့တိရခိုင်နှုန်းတာဝန်ကျေတော့မြင်ပါတယ်ခင်ဗျတမီးနဲ့တမက်ကတော့လိမ္မာတာတော့လိမ္မာကြပါတယ်လို့အတိုင်းအဆမရှိပါပဲရှင်များဟောပါလဲဆိုတော့သူကနှစ်ဖက်တော်မိပါများလို့ခေါ်မှာနော်နှစ်ဖက်တော်မိပါများအပေါ်မှာလူလီတိမရှိအောင်စားရအတက်လက်ကြီးကြပြီဆိုတော့စားတော့ရေးနေထိုင်ရေးကျမ်းမာရေးအစအစအရာလူလီတိမရှိကြည့်ရှုစောင့်ရှောက်ကြပါတယ်အဲ့ဒီအကျိုးဟာဘုရားသခင်ကအများကြီးကောင်းကြီးပြန်လဲပေးဆပ်မယ်လို့ယုံကြည်ပါတယ်ဒါနဲ့တမီးကိုဘလောက်အထိချစ်တယ်လဲဆိုရင်တော့တိုင်းတာလို့မရနိုင်တဲ့အချစ်နဲ့ပဲချစ်ပါတယ်လို့ပဲပြောချင်ပါတယ်ဒါသမီးဒီဟိုကြီးပြီးတော့မှတွေ့ချင်တယ်တိုးတော့လည်းပဲကိုခန္ဓာမတွားနိုင်တော့လည်းပဲစိတ်ကပြေးပြီးတော့တွေ့ပါတယ်ခင်ဗျမြေကလေးတွေဆိုတော့ကျွန်တော်ဒီကနဲ့မြန်မာနိုင်ငံကနေပြီးတော့မှအမေရိကန်မှာရှိကြတော့လည်းပဲနေ့စဉ်ညစဉ်ကျွန်တော်ပဲဆုံးမပြီးတော့မှဟောပေါ့လမ်းညွှန်ပေးပါတယ်လို့ပြောချင်တယ်တမီးကိုတမဲကိုအရန်ချစ်ပါတယ်ခင်ဗျမိတော့သူကမှာပါချေချန်တာပါချေအခုဒန်ဟိုဟာပင်းနော်ပန်တင်ရောပစီဒီမန်ချက်ပန်တင်ရောပစီအကျိုးကနေကစားအခုဒီငွေရတုခေါ်မလားအခုငွေရတုကလည်းရွှေရတုစင်ရတုအထိဆက်လက်ပြီးတော့မှထူနိုင်တန်းနိုင်ကြပါစေအသက်ရာကျိုးရှိကြပါစေနတ်တီလူတွေအားလုံးကြားကြသမျှကောင်းရှိပေးကြမယ်လို့ကောင်းရှိပေးပါစေလို့ဆုတောင်းပါလားအတွက်ဒီမှာသူတို့အထူးပေးတဲ့အတွက်ဖះတခင်အယောက်စီတန်တာသမီးအယောက်စီတန်ဖះတခင်ကောင်းကြည့်ပေးပါစားတော့တဲ့အယောက်စီတန်ဖះကောင်းကြည့်ပေးပါဖះဟိုကုကျူဒီကွေကျူဒီကွေနဲ့အုံကွေကြမ်းမဖို့ဖះတခင်အရာခတ်တင်းတည်တယ်ဖះမတည်တာဘာမတတ်နိုင်တာမရှိဘူးဖះအရာခတ်တင်းထာဝရအသက်ဆန်တဲ့ဖះကျူဒီကွေနဲ့ကွေမိသားစုကိုရောက်စီတဲ့ကောင်းကြည့်ပေးပါဒီနေ့ထူတန်းတဲ့အတော့ကောင်းကြည့်ပေးပါ
ကွန်ကွီနဲ့မချူလီမီတာစုရေ happy 25th anniversary ပါလို့ကျွန်တော်တို့နှုတ်ခွန်းဆက်ပါတယ်အရန်ပျော်ရွှင်ရပါတယ်ဒီ25နှစ်ပြည့်မှစပြီးတော့မှနှစ်ပေါင်း90တရားဂျူဘလီတိုင်အောင်မီတာစုပျော်ရွှင်စွာဆွေမျိုးသားချင်းတွေကိုပျော်ရွှင်စေတဲ့မီတာစုဖြစ်ပါစေကြောင်းကျွန်တော်မျိုးဆုမတောင်းပါတယ် ဒီဆရာအကွေးနဲ့ဆာမကျွလီကူရဲ့အင်ထောင်တဲ့တမန်25နှစ်အထိစံမမနဲ့ပေါ်ဆောင်ပေးတဲ့ဖျားရှင်ကိုထူရချီမွန်းနဲ့ဆက်လက်ပြီးမှလည်းဖျားရှင်ကအတူပါရှိပြီးလမ်းပြဖို့ဆောင်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါတယ် ဆရာဆိုင်မွန်နဲ့ဆရာမဂျူလီယာတို့ကို25နှစ်ထိပေါ့နော်ပို့ဆောင်ပေးတဲ့အတွက်ဖျားကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဆက်လက်ပြီးတော့ဖျားခင်ဘုန်းတော်ထင်ရှားတဲ့အိမ်တော်မိသားစုဖျားကောင်းကြီးခံစားတဲ့အိမ်တော်မိသားစုပေါ့နော်ဖျားရဲ့ကောင်းမြတ်ခြင်းကိုအမြဲတမ်းတက်တည်ခံတဲ့အိမ်တော်မိသားစုဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဒီအိမ်ထောင်တဲ့25နှစ်တိုင်မကဘဲနဲ့ပေါ့နော်။နောက်နှစ်ဒီမှာလဲဆက်လက်ပြီးတော့အိမ်ထောင်တည်တံ့ပြီးတော့မှတကယ်ပဲမိသားစုပျော်ရွှင်တဲ့ဘဝကိုဆက်လက်ပြီးထူထောင်နိုင်ကြပါစေလို့ဆုတောင်းစကားလေးပြောချင်တယ်။ ဒီမှာခြေရတဲ့ဒီအမမိသားစုကိုဒီ25နှစ်တိုင်အောင်ကြမ်းမပျော်ပျော်ရွှင်ရွှင်နဲ့နေ့ရက်တိုင်းမှာပို့ဆောင်ပေးတဲ့ဖျားရှင်ရဲ့နာမတော်ကိုဒီမှာဥဆုံးချီးမွမ်းနေပါတော့ဆက်လက်ပြီးမှလည်းနေ့ရက်တိုင်းမှာကြမ်းမစွာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပို့ဆောင်ပေးဖို့ဆက်လက်ပြီးမှလည်းပို့ဆောင်ပေးဖို့ဆုတောင်းပေးပါလေလို့ ကိုဆိုင်မွန်နဲ့မဂျူလီယာအပေါ်မှာဖျားရှင်တာ၍ကောင်းကြည့်ပေးပါစေနှုတ်ကပတ်တော်မှာလာတဲ့အတိုင်းငါတဘောကိုတီနာလေတော့လူမျိုးတီမင်္ဂလာရှိတယ်လို့နှုတ်ကပတ်တော်မှာလာတဲ့အတိုင်းဒီကနေ့ကိုရောရဲ့တဘောကိုတီနာလေပြီးမှဤကဲ့သို့သူတို့မိသားစုရဲ့ဆက်ကချင်းအပေါ်မှာဖျားရှင်တာ၍ကောင်းကြည့်ပေးပါစေတာ၍မာစားပါစေတာ၍အောင်မြင်ခြင်းအခွင့်ပေးပါစေ ဒီနေ့မှာတော့ကပတိန်ဆိုင်မောနဲ့ဆမဂျူလီတို့ကကျမတို့ကျောင်းသူကျောင်းသားတွေဝန်ထမ်းတွေအားလုံးအတွက်ကိုနေ့လည်စာထမင်းတနက်နဲ့ပေါ့နော်ပြီးရင်အလူငွေ25သိန်းကိုလူရန်တာဖြစ်ပါတယ်မင်္ဂလာတက်တဲ့25နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့လူရန်တာဖြစ်တဲ့အတွက်လည်းတကယ်ကိုပဲဂုဏ်ယူမိပါတယ်လို့25နှစ်တာကာလမှာကြုံတွေ့ခဲ့ရတဲ့အရာအသီးသီးကိုအောင်မြင်စွာဖျက်ကျော်နိုင်ပြီးတော့မှဒီကနေ့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အတူလူဒါနပြုနိုင်ရတဲ့အခွင့်ပေါ့နော်ဒါကိုလည်းရရှိတာဖြစ်တဲ့အတွက်ဒီဇနီးမောင်နှံပေါ်မှာထပ်ဆင့်ပြီးတော့မှကောင်းကြီးမင်္ဂလာများစွာတွန်းလောင်းပေးဖို့ရန်အတွက်ကျမတို့ကျောင်းတော်ကြီးကအမြဲတမ်းဆုတောင်းမေတ္တာပို့သပေးနေပါတယ်ဒီ25နှစ်ဂျူလီမသည်နောက်နှစ်ရွှေရတုပေါ့နော်ရွှေတုတိုင်အောင်ဖျားရှင်ဆက်လက်ပြီးတော့မှလမ်းပြပို့ဆောင်ဖို့ပြီးလှုပ်လိုက်ရတစ်ခုစီတိုင်းမှာလည်းအောင်မြင်မှုတွေရရှိဖို့ကျမ်းမာပျော်ရွှင်ဖို့ဘေးဘက်အန္တရာယ်အသီးသီးမှနေကင်းဝေးဖို့ရန်အတွက်လည်းအမြဲတမ်းဆုတောင်းမေတ္တာပို့ပေးနေမှာဖြစ်ပါတယ်လို့ကျောင်းတော်ကြီးကိုစားပြောကြားလိုပါတယ်လို့